ကိုကြီးကားအကြောင်းရှင်းပြမယ်အဝေးပြေးလမ်းပေါ်အရှိန်100နဲ့မောင်းနေရင် dashboard ပေါ်ကစီပုံအနီရောင်မီလင်းလာတယ်တော့လှည့်ပြီးစက်မနိုးခင်လင်းတာကပုံမှန်ပါဒါပေမဲ့ engine အလုံးလုံးနေချိန်လင်းရင်တော့ဒါကအရေးပေါ်အခြေအနေပါဒီမီကဘာကိုပြောတာလဲ engine CP ဟာ oil pressure 3ညဖြစ်နေပြီဆိုလိုတာက engine အတွင်းကတပ်တုအစိတ်ပိုင်းတွေကိုချောစီမပေးနိုင်တော့ဘူးတပ်တုချင်းဓာတ်ရိုက်ပွတ်တိုက်နေတယ်စက္ကန့်30အတွင်း engine လုံးဝတည်သွားနိုင်တယ်ဒါကြောင့်ဒီမီကအဆိုးရွားဆုံးအတန်တွေထက်တောင်ပိုအန်းနေရများတယ်ဒီမီလရင်ချက်ချင်းဒီတိုင်းလို့ပါအဆင့်1ဘေးကင်းတဲ့နေရာချက်ချင်းဆွဲရပါမီးလင်းတာနဲ့ရက်လိုက်ပါမိနစ်ပိုင်းတော့မစောင့်ပါနဲ့အဆင့်2 engine ချက်ချင်းပိတ်ပါတပ်တုချင်းပွတ်တိုက်တာရပ်သွားမယ်အဆင့်3ကားဆွဲခေါ်ပါ tow truck ဒီတိုင်းဆက်မမောင်းပါနဲ့ engine လုံးဝသေးမယ် engine ပိတ်ပြီးအေးအောင်ဆောင်ပါပြီးရင် စီရန် dipstick နဲ့စီအဆင့်ဆက်ပါစီလုံးဝမရှိဘူးဒါမှမဟုတ်နေနေရင်စီဖြည့်ပါစီဖြည့်ပြီး engine ပြန်နိုးပါမီးပြောက်သွားရင်ကန်ကောင်းတယ်ဒါပေမဲ့ဘာလို့စီနီးသွားတာလဲအကြောင်းရင်းရှာပါမီးဆက်လင်းနေ engine အတွင်းကစီပန့် oil ပန့်ပြတ်နေတာဒါမှမဟုတ်စီလိုင်းပိတ်နေတာဆက်မမောင်းပါနဲ့အကြောင်းရင်းများစီနေနဲ့အဖြစ်အများဆုံးစီပန့် oil ပန့်ပြတ်စီစစ် oil filter ပိတ်နေစီလိုင်းယိုစိမ့်နေအန်ဒီယာဒီတိုင်းဆက်မောင်းရင် engine လုံးဝတည်ပြီးပြင်ရတဲ့စိတ်350ထိကုန်နိုင်တယ် engine အသစ်ဒါမှမဟုတ်ပြန်တည်ရတယ်ဒါဆိုခမားအတွက်မေကွန်စီမီလင်းပြီးစီဖြည့်လိုက်ရင်မီးပြောက်သွားတယ်ဒါပေမဲ့နောက်တစ်ရက်ပြန်လင်းလာတယ်ဒါကဘာပြဿနာလဲအဖြေကစီလိုင်းတနေရာယိုစိမ့်နေတာ gasket seal ဒါမှမဟုတ်ပိုက်ကွယ်စီဖြည့်ရုံနဲ့မပြောက်ဘူးယိုတဲ့နေရာရှာပြီးပြင်ရမယ်နေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေးလာပြီးတငယ်ချင်းတို့ကြားမှာကားစရာကြီးဖြစ်လိုက်ပါ